အရင်နားလေပေးနိုင်တယ်ဒါပေမဲ့ထုံကတော့သူ့လောက်နားလေမပေးနိုင်သေးဘူးအဲ့လိုမျိုးအရင်ရစ်တယ်ကွာတခုခုဆိုရင်အဲ့လိုမျိုးဖုန်းခေါ်တာဆိုမနဲ့နူနူချင်းဆိုလဲဖုန်းခေါ်မှာဒါကလေးစိုးလေကလေးစိုးကတော့ဒီလိုပဲရှိပါတယ်ရှားရအဲ့လိုမျိုးပေါ့ဒီတီးခံရတာပေါ့အသက်ကြီးတာဟိုကလေအသက်ကြီးတော့တီးခံရတာပေါ့ဟိုကမျက်နှာကအစိပ်ပိုင်းတော်တော်များများတော့ပြင်ထားရတယ်ပေါ့နော်ဒါပေမဲ့ခဏဟိုမှာတော့အဲ့လိုမျိုးမလုံးချင်ပါဘူးဆိုတာလုံးခွင့်လည်းမပေးဘူးအုတ်တင်းသူကလုံးခွင့်မပေးဘူးလေမပေးတော့မလုံးချင်ဘူးဒါပေမဲ့ရင်ဖက်ကြီးကြီးလေးရောစိတ်ထဲမှာဖြစ်ချင်တယ်ဒါပေမဲ့သူကလုံးနေတဲ့တဘာဝပဲကောင်းနေဆိုတော့လေကိုလည်းမလုံးချင်တော့ပါဘူးဆက်ညစ်လိုက်တာကိုယုံကြည်မှုမရှိတော့ကာဗီဝစ်လေဖွေးရဲ့ကာဗီအမဆိုကာဗီအမြဲဝစ်လို့ဘိုက်လည်းချက်သွားတယ်ခါးလေးလည်းတီးသွားတယ်ဂျူးဆိုရင်ကာဗီရဲ့ M shape ပါလေးဝတ်တာကြောစီနဲ့ဂျိုင်းစီတွေကြပြီးလက်မောင်းလေးသွဲပြီးလှလာတယ်လေနောက်ပြီးကာဗီရဲ့ belly panties ကပေါင်တန်လေးတွေသွဲပြီးတင်မလေးလုံးပြီးကိတ်လာတယ်ကာဗီဝစ်ထရိနာကိုတနေ့8နာရီနဲ့တလားတီတီဝတ်ပယုံနဲ့ခါ3လက်မနဲ့5လက်မကြာနိုင်တယ်လေဒါအပြင် We Love Kavi Group ထဲမှာလဆင်ပြိုင်ပွဲတွေကျင်းပပြီးတော့ diet free train ပေးနေတော့မပိန်မအောင်ပူရတော့ဘူးလေဒါဆိုဖွေးလိုက်ကိုပုံယုံကြည်မှုရှိပြီးပူလာလာကာဗီပဲဝတ်တော့မယ်ထုံကအရင်ဆိုရင်တော့ထုံတို့အဲ့လိုမျိုးဒိတ်တယ်ပေါ့နော်ဝိုင်းတောက်တာဘာညာသွားစားအဲ့လိုတွေလုပ်ကြရပေါ့ဒါပေမဲ့အခုကအဲ့လိုလေးမလုပ်ချင်ဘူးပေါ့နော်သူနဲ့ထုံနဲ့မြန်မာ dress နဲ့လည်းမရိုက်ဘူးနော်တခါမှမရိုက်ဘူးအဲ့လိုလေးရိုက်ကြမယ်လို့ပြောအဲ့လိုလေးလည်းဒိတ်ကြည့်ကျင်တယ်ပေါ့နော်တခါမှကိုကမဒိတ်ဘူးလေအမေတို့ငငယ်တော့ပုံပြီးပြန်ကြည့်လဲဆိုတော့အဲ့လိုထမိန်လေးနဲ့ဆိုတော့အဲ့နဲ့အဲ့မှုလေးဝင်သွားပြီးတော့အဲ့လိုဒိတ်မယ်ဆိုပြီးအဲ့လိုဒိတ်မယ်ဆိုပြီးတော့ညီမလေး idea ပေါ့ညီမလေး idea ကိုကျွန်တော်ပြန်ပြီးတော့စီစဉ်ပေးရအောင်ပြန်ကွန့်တော့ဒီလိုလေးငါတို့ဝတ်ကြမယ်ဆိုပြီးတော့ဝတ်ပြီးတော့ဒိတ်ဖြစ်တာထုံးမှာတော်တော်များများကွာမြန်မာ dress ဝတ်ရင်လည်းအဲ့လိုရေမုံဝတ်ဖြစ်တာရှားတယ်ထုံးဖက်နေရလည်းအဲ့လိုလေးဝတ်ကြဘူးတောင်းဆိုကြရပေါ့နော်အဲ့နဲ့ထုံးကအဲ့ဆိုရင်တော့လူတီချာလုံးလုံးချုံချုံလေးနဲ့ပေါ့နော်ရေမုံလေးဝတ်မယ်မတူတဲ့ပုံစံလေးပေါ့နော်အရင်တော့လည်းမြန်မာရွယ်ရည်ကြီးမှုကဒီလိုလေးလုံးလုံးချုံချုံပဲဝတ်ကြရတာဟိုအဲ့တော့အဲ့လိုလေးစီစဉ်ပြတာဟုတ်တယ်အဲ့တော့စဉ်းစားလိုက်တာပေါ့နော်ဘယ်လိုပုံစံလေးဝတ်ကြရင်ကောင်းမလဲဆိုတော့shopping center အပေါ်တက်မှာပဲเนาะသွားပြီးတော့နေဆိုင်နေလိုက်ရှာပြီးအရန်ရက်ကတ်နေပြီဆိုတော့လေရက်ကလည်းကတ်နေပြီမချုပ် customize ဆိုပြီးတော့မချုပ်ဖြစ်ဘူး ready to wear ကိုပဲเนาะနေအောင်ကလည်း t-shirt နဲ့ဘောင်းမီတိုနဲ့ပဲဝတ်တာများเนาะအဲ့လိုတိတ်ပေါ့ပါဝတ်တာများဆိုတော့အဲ့လိုဟာမရှိတော့အဲ့လိုဆိုတော့မချုပ်တာမချုပ်လိုက် ready to wear ကိုပဲဒီတိုင်းနည်းနည်းလေးပြန်ပြီးတော့ကိုနဲ့ fit ဖြစ်သွားအောင်လေပြင်ပြီးတော့ဝတ်လိုက်တာပါစက်တည်အရန်ရှိရပါเนาะမြန်မာဝတ်စားဆိုတော့ဆိုတာနဲ့ခေါင်းထဲမှာဝင်လာကြက်တည်အရန်ရှိရယ်ပြီးတော့အရန်လှတယ်ပေါ့နော်အရန်လိုက်ဖတ်တယ်ပေါ့ပုံစံလေးတစ်မျိုးပေါ့နော်ဒီဘက်ခေတ်ထဲမှာဝီလီဝတ်တာမရှိတဲ့ပုံစံမျိုးလေးပြန်တွေ့ရတယ်ဆိုတော့ပို့ပြီးတော့ဟိုဖြစ်တယ်ပေါ့ကြိုက်တယ်ပေါ့နော်အဓိကတော့သူကလိန်ပါတယ်ပေါ့နော်ဆိုရာကမင်းကလေးမို့လို့ဒါကလေးဆိုရာတတ်ပေါ့ဒါပေမဲ့သူကယုံကြည်စိတ်ချရတဲ့မင်းကလေးတယောက်ဖြစ်တယ်အဲ့လိုမျိုးဟိုပွင့်လင်းပြောရမယ်ဆိုရင်အဲ့လိုမျိုးဟိုကလပ်သွားဘာညာလည်းမရှိဘူးသူကရင်တော့သွားတယ်တကယ်လို့အဲ့လိုပြောယုံမှမဟုတ်အခုနောက်ပိုင်းဟိုကတော်တော်များများသွားကြရလေသူလည်းမသွားဘူးကျွန်တော်လည်းအဲ့လိုသွားတာကျွန်တော်အဖက်ပိုင်းမှာကျွန်တော်နော်တိတ်ပြီးတော့ပျော်မွေ့တယ်နည်းနည်းအားနေတယ်တိတ် experience မရှိပြီးတော့နောက်တစ်ခုကကြတော့အဲ့လိုမျိုးယောက်ျားလေးကိစ္စဘာညာရပါဆိုလို့ရှိရင်လည်းသူစိတ်မချတဲ့ကိစ္စဘာမှမရှိယုံကြည်ရတယ်ပေါ့နော်အဲ့ကြောင့်မလို့အဲ့ဒီကြောင့်ပို့ပြီးတော့ तू ကပို့ပြီးရွေးချယ်မှုကိုယ့်ရွေးချယ်မှုကပို့မှန်လာလို့ပို့ပြီးခံစားပြီးတော့ तू ကလည်းသူ့ဘဝမှာ तू ကျွန်တော်ပဲရှိတယ်ကျွန်တော်ဘဝမှာလည်း तू ပဲရှိတယ်အဓိကအဲ့ဟာပို့ပြီးတော့ရွေးချယ်မှုမှန်ကန်လာတယ်ပို့ပြီးတော့ဟိုတန်ရုံးစင်တွေပို့ခိုင်မြဲလာတယ်ပေါ့နော်အဓိကဟုတ်ထုံးကကြတော့လေ तू က photographer လေနော်ဟိုမိန်းကလေးအများကြီးနဲ့ထိတွေ့ဆက်ဆံရတယ်လေဒါမဲ့ကွာရိုက်ရတယ်လို့လုပ်ပါဝေးလေမဟုတ်လေတိတိကျကျတမျိုးကြီးမဟုတ်လေဟိုကွာ touch ပြရတယ်လေဒါပေမဲ့ကွာအဲ့လိုမျိုး तू ကအမိန်းကလေးကိုအဲ့လိုဖုန်းကြောင်လာရပါလုံးဝမရှိဘူးအဲ့လို photographer တော်တော်များများတော့အဲ့လိုဖြစ်ချင်မှဖြစ်မှာပေါ့လေနော်အမေ तू ကအဲ့လိုမျိုးလုံးဝမရှိဘူးအဲ့တော့အရင်သစ္စာရှိရယ်တစ်ချက်နဲ့ရင်ကွာဟိုမိန်းကလေးတယောက်တော်တော်ရွေးချယ်ဖို့လိုလိုက်ပါဒီကတော့ဟိုတစ္ဆာရှိမှုပါပဲဒီကတော့တစ္ဆာရှိမှုပါထုံးအရင်ပြောပါတယ်ပြီးတော့ထုံးရွေးချယ်မှုအရင်မှန်တယ်လို့လည်းပူပြီးခံစားလာရတယ်ဘာလို့လဲဆိုတော့ तू ဒီလိုမျိုးလေးထုံးပေးတယ်ဆိုတာလေအခုမှမဟုတ်ဘူးဟိုလွန်ခဲ့တဲ့2နှစ်3နှစ်လောက်ထုံးကွာအဲ့တော့ဘာလုံးမမလုပ်သေးရောပေါ့နော်ဒီအိမ်ကပေးရမုံမူပဲယူရတဲ့အရွယ်ကနေရပေါ့နော်တို့လိုမျိုး
အဲ့လိုလေးလုပ်ပြီးရတရုတ်နှစ်ခုမြန်မာနှစ်ခုအားခေါင်းစဉ်မျိုးစုံတက်ပြီးတော့ဝေးပြီးအဲ့လိုမျိုးပြီးတော့ဘရောမအဲ့လိုတဲလေးကွာသုံးဆရာရှိသေးလားအဲ့လိုမမေးအဲ့မမေးပဲနဲ့သူဖာသူကိုအဲ့လိုခေါင်းစဉ်လေးတက်ပြီးပေးပိန်တော့ပိန်သွား ဘရောမလည်းမငင်းပါဘူး အဲ့လိုမျိုး ပြန်စဉ်းစားကြည့်လိုက်တော့လေကွာကြောက်တော့ကြောက်တယ်အရင်ဟိုသိရမလား changes ဒီလုံးဝဖြစ်သွားမယ်ဆိုတော့လေတစ်ချိန်ကြာတယ် side effect ကဘာကြီးဖြစ်လာမလဲဘာညာအဲ့လိုမျိုးစဉ်းစားမိပြီးတော့ကြောက်တယ်သူပြောတဲ့မလုံးနဲ့ဆိုရတခွန်းနဲ့ပဲတော့မဟုတ်ဘူးပေါ့နော်ကိုကကိုပြန်စဉ်းစားကြည့်တော့လေဩဒါကြီးကတစ်ချိန်မှာဘလို့ effect ပြန်ဖြစ်လာမလဲဆိုတော့မသိဘူးလေအော်မသိတော့မလုံးတာပဲကောင်းပါလေဆို တဘာဝပဲကောင်းပါ ပြန်သုံးတက်လိုက်တာပေါ့နော် ဟိုတနေ့ကတော့မှသူတို့ပြောမယ်အရင်တော့မျက်နှာလေးကိုပြန်ပြီးကိုကြည့်နေတော့လေအချစ်တယ်အဲ့တော့မျက်နှာလေးလေဩချစ်စရာလေးဆိုပြီးတော့ကိုစင်သူ့တော့ပြနေသေးတယ်အခုသူကအကြိုင်မေးပြီအခုမျက်နှာနဲ့ရင်မျက်နှာဘယ်ဟာကိုချစ်လဲတော့ဟာမေးလာပြန်အကြိုင်တော့အခုမျက်နှာကြတော့နည်းနည်းလူကြီးဆန်သွားတယ်ဘယ်လိုပြောမလဲဟိုအရင်တော့လေခလေးဆန်တဲ့ပုံစံမျိုးလေးနဲ့ချစ်ဖို့ကောင်းတယ်အခုမျက်နှာကလူကြီးဆန်ပဲမဲ့လေသူ့ရဲ့စိတ်ကဒီစိတ်ပဲလေသူအမူအရာတွေသူ့ရဲ့ကိုချင်းဒါရတူတူပဲဆိုအဲ့လိုမျိုးမျက်နှာသာပုံစံလေးသာပြောင်းသွားပြင်မယ်လေဒါမဲ့ဟိုစိတ်ကအဓိကပဲဆိုတော့ချစ်နေလို့မယ်ဗျာဒါသူအမူအရာတွေဘာညာတွေဒီတိုင်းပဲသိအများကြီးပြောင်းလဲသွားရလို့မခံစားအဲ့လိုမျိုးဟုတ်ထုံဝန်းသူမို့လို့ချစ်နေတာအရင်နော် အရင်တော့ဒီပုံသတိထားမိရတော့ကျွန်တော်တို့ကTikTok မှာနော်TikTok မှာစရည်သတိထားမိရကိုမိုးဝယ်လာပြီးသွားရှင်းပေးအောင်ဆိုတဲ့ဗီဒီယိုနဲ့စပြီးတော့အဲ့လိုမျိုး TikTok မှာလူအသိများလာအဓိကကျွန်တော်တို့ဒီ Facebook ကို run တာတော့အရင်ပြီးခဲ့တဲ့လားပြီးခဲ့တဲ့နေ့ရဲ့လာအပြည့်တော့ဟွာလောက်ပဲကြာအောင်မယ်၄လလောက်ပဲကြာအောင်မယ်အဲ့လိုဗီဒီယိုတွေ Facebook မှာပြန်ပြီးလုပ်ဖြစ်တာဟုတ်အရင်တော့ TikTok တွေပဲရှောက်ရိုက်ဖြစ်တာနော် ဟုတ်တယ်အရင်တော့ TikTok ပဲလုပ်ပဲနောက်ပိုင်း TikTok မရိုက်တော့ပဲနဲ့ Facebook မှာတော့လို့ငါတို့ဗီဒီယိုလေးတင်ကြရကောင်းတယ်ဆိုပြီးတော့အဲ့လိုလေးလုပ်ဖြစ်တာပေါ့နော်ဒါပေမဲ့ထထူးတော့တိတ်အများကြီးလုပ်เสียမလို့ပါဘာဖြစ်လို့လဲဆိုတော့အပြင်မှာလည်းဒီပုံစံပဲဖြစ်နေရဆိုတော့ဒီပုံစံပဲရိုက်ထားတာဆိုတော့အရင်အဲ့လိုအလုပ်ယူရတာတော့မရှိဘူးเนาะ နေ့ချိန်တွေကလည်းအဲ့လိုမျိုးပေါ့နော်ကိုဟာတာဗီဒီယိုလေးလုပ်တယ်ကိုကတော့ဒါတော့ commercial တွေလာအပ်တာပေါ့နော်commercial တွေအတွက်ကိုကျွန်တော်တို့ကအဲ့လိုကိုရီဘက်မှာလည်းရှိရဲ့ဒီ idea လေးနဲ့ပေါင်းဆက်ပြီးတော့အဲ့လိုမျိုးကိုရီရဲ့တကယ်ဖြစ်နေတဲ့ပုံစံနဲ့ပေါင်းဆက်ပြီးတော့ဗီဒီယိုလေးလုပ်ဖြစ်တာပေါ့နော်အဲ့လိုမျိုးဟုတ်ကြားရတွင်တော့ commercial ကတော့အဲ့လိုမျိုးအဓိကကတော့အဲ့လိုမျိုးပေါ့ကျွန်တော်တို့product brand တွေအဲ့လိုမျိုးကြီးလာကြရများတယ် local brand တွေလည်းလာပါတယ်အဲ့လိုမျိုးအဲ့လိုလေးတို့ရိုက်ပေးပြတာရှိရပေါ့နော်အဲ့လိုမျိုးဗီဒီယိုတွေရိုက်တယ်အဲ့လိုတပုံ post တွေတင်ပေးတယ်အဲ့လိုမျိုးအခု live သေးလာအဲ့လိုရှိရင်လည်းအဲ့လိုမျိုးလာအဲ့ကြရပေါ့နော်လုပ်ဖို့စီစဉ်ရှိရပေါ့နော်အဲ့လိုမျိုးချို့ရတော့ကြော်ညာအရန်ဆိုင်တိတ်မကြိုက်ဘူးလေအဲ့လိုမျိုးတကယ်ဟိုဟာတာဗီဒီယိုဆိုဗီဒီယိုဥစ္စာမျိုးပို့အားပေးကြရတော့ရှိရပေါ့အဲ့ကြောင့်ကိုရီးယားလည်းမတိမတာကြော်ညာတာအဲ့လိုလေးရရှိတာပေါ့ဒီကတော့အဲ့လိုမျိုးဘယ်လိုပြောရမလဲမကင်မရာထဲမှာကြာတော့တစ်ခါကျရင်ဒီ celebrity တွေလည်းအဲ့လိုမျိုးပဲလေကင်မရာထဲမှာကြည့်တော့တစ်မျိုးအပြင်မှာကြည့်တော့တစ်မျိုးဆိုအဲ့လိုပဲထင်ပါတယ်ကျွန်တော်တော့ခံစားမှုက lens ကြောင့်ဖြစ်မဲ့တင်တယ်မှာဟာ lens တဲမှာကြတော့ဒီပုံမှန် site ထက်ကြီးသွားရလားဘယ်လို lens ကလုံးတယ်လူကလုံးသွားတယ်အဲ့ဒါပဲပြောချင်တာဟုတ်တယ်အဲ့တော့အကုန်လုံးကပေါ့နော်ဝိုင်းပြောချင်တယ်ထုံးထုံးရေဝါလာလိုက်တာပေါ့စိတ်ချမ်းသာလို့လားမသိဘူးကောင်မလေးကဝါလာလိုက်တာပေါ့ဒါပေမဲ့အပြင်မှာတော့အဲ့လောက်ထိမဝါလာပါဘူးနော်ဟုတ်တယ်အဲ့လိုလာကြည့်ကြပါလို့သိချင်ပြင်မှာလာတွေ့ပါလေ